Hello brother အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာ brother dimension ပဲကန်AI နဲ့ပဲကန်အလားတရားနဲ့တုံအသုံးဝင်မဲ့ scale လေး3ခုအကြောင်းကျွန်တော်ပြပြပေးပါမယ်အမှကျွန်တော်ရေးကြည့်ကြတော့ place name မှာရှိတဲ့ fake comment တိုင်းဝင်ပြီးအမှအပန်လေးကိုယူထားဖို့လွယ်စမလည်းတုံးလို့တော့ကောင်းတယ်ဒါပေမဲ့အပန်နဲ့တုံးရတာပိုပြီးလွယ်အပန်လေးကိုယူလိုက်ပြီးမှ promote scale လေးကိုတည်ရ promote scale လေးက review flick ကကျွန်တော်တုံးရတော်တော်လွယ်တယ်ဘာမှမခါဘူးတက်ကို3ချက်နှိပ်လိုက်ရအောင်လေ choice setting နဲ့တွဲမသုံးလည်းရတယ်ဒီတိုင်းချက်ပြီး3ချက်နှိပ်ရင်တော့သူ့ဘောauto သုံးတယ် choice setting နဲ့တွဲသုံးတော့ပိုကောင်းတော့ပါပိုပြီးတော့မြန်သွားတာပေါ့စနာဘက်မှာသုံးရင်တော့တိတ်ထိရောက်မှုမရှိဘူးတဲ့အဲ့တော့တက်သွားစနာဘက်မှာသုံးရင်ဝင်ကားတွေမှာသုံးကြည့်ပုံမှန်တယ်ဝင်ကားတွေမှာသုံးရင်တော့ဒုတိယ scale တစ်ခုနေရကျွန်တော် dimension ကန် player ချင်းရှင်လေးဖို့ဒါတောင်းလို့ကောင်းမယ်scale လေးတစ်ခုတွေ့ရပြီပါဒီကောင်းရွက်လွယ်တယ်ကျွန်တော်တက်နဲ့ choice ကိုအတွက်တော့ page choice ကိုခဏလောက် page နှစ်ချဆွဲလိုက်ရှိအဲ့လိုရတယ်တွေ့လားဘောင်းကြီးကထွက်သွားတော့လို့ကျွန်တော်တီးရနေရာဝါရတယ်တီးလား choice နဲ့တွေ့တော့အဲ့တက်လေးတော်မှ dimension မှာတော်တော့တက်တရားတစ်ခုပြပြမယ်တရားတစ်ခုက runner တို့အသုံးများတဲ့ scale လေးတွေရှင်ဒီတက်ကပဲတည်းနောက်တန်း different တွေကတားရမယ်တည်းခုံထွက်တဲ့ပုံစံမျိုးလေးမှတ်တယ်အမှဝမ်မီစာကမှမောက်တော်လောက်တယ်အဲ့ scale လေးတက်လာမှတ်တယ်အဲ့တော့ဟိုတော့အဆင်းဒီမှာပါတော့နောက်ပြီးမှတရားတွေ့မယ်နော်